နောက်ဆုံးဟဲ့နောက်ဝိုင်းစမုတ်နောက်ဝိုင်းစမုတ်လောက်ပါအောင်ရတယ်ကဲလို့ရတယ်တက်လာတော့ရပြီကိုကားဘာလို့လဲအဲ့ကားဘာသိတယ်ရဲကဘာလို့လဲအဲ့ကောင်ကျွေးလို့ရတယ်နည်းနည်းပြစ်ပြီးခြောက်ထားလိုက်ဘုံကကာနာပါမယ်နော်ဝါပြန်ပြီ grenade တွေနဲ့ okay shot နောက်မှာကြောက်တုံးနာမှာနောက်ဒီမှာမတွေ့ဘူးလို့ညက်မယ်လို့ညက်တာစကင်ကြီးတွေတော့လမ်းထွက်နေပါပဲသူကကေမစီကျန်းလိုက်လားမိုက်တယ်စကင်ကြီးတွေလမ်းထွက် level 900တဲ့အားလို့ဘူးlevel 900တဲ့ကောင်ကမတမ်းနဲ့နေတိုင်းမှာအေးဟုတ်တယ်မှားသွားတာမှားရင်နဲ့ငါလဲပြိုရင်